မဲ့မင်္ဂလာပါကျွန်တော်တို့ဗီယက်နမ်နိုင်ငံကိုလေပတ်တာ9ရက်မြောက်နေ့မှာတော့ဟန်နွိုင်းမြို့ကိုရောက်ခဲ့ပါပြီဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဟန်နွိုင်းမှာဒီနေ့ဒါလေပတ်ခဲ့တဲ့နေရာလေးတွေအကြောင်းပဲဖြစ်ပါတယ်အရင်ဆုံးမနက်ခင်းမှာကျွန်တော်တို့နာမည်ကြီး Train Street Market ကိုရောက်ရှိနေပါတယ်ဒီနေရာလေးကတော့ရထားလမ်းဘေးပတ်လည်မှာဆိုင်ခန်းတွေ coffee ဆိုင်တွေ souvenir shop တွေအများကြီးရှိပြီးတော့လာရောက်လေပတ်သူတွေတပ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ဒီ Train Street ကဟန်နွိုင်းမြို့ရဲ့အထင်ကြီး tourist တွေလေပတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ရထားကိုစောင့်ဆိုင်းနေပြီးတော့ရထားမလာခင်မှာတော့ရထားလမ်းတစ်လျှောက်ကိုတပ်ပုံရိုက်တာတွေပြီးတော့လမ်းဘေးရဆိုင်တွေမှာကော်ဖီတောက်ရင်လည်းရထားကိုစောင့်လို့ရပါတယ်ထားလမ်းတစ်လျှောက်တပ်ပုံရိုက်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဆိုင်ထိုင်မှုနေရာရွေးပါတော့မယ်ကျွန်တော်ကတော့ဗီယက်နမ်ရောက်ပြီဆိုတဲ့အတွက်ကြောင့်မလို့ဗီယက်နမ်နာမည်ကြီးအကော်ဖီမှာခဲ့ပါတယ်ရထားဆောင်နေရင်လည်းကျွန်တော်တို့ဖွဲ့အမှတ်တရတပုံလေးရိုက်ခဲ့ပါတယ်ရထားလာမယ့်ချိန်နီးလာပြီဆိုတဲ့အတွက်ကြောင့်ဆိုင်ရှင်တွေကလူတွေကိုလမ်းဘေးဝင်ဖို့ပြောနေကြပါတယ်ခုရထားလာပါတော့မယ်ဒီ train street မှာဘီယာဆိုင်တွေမှာထိုင်လို့ဆိုရင်တော့လူတစ်ယောက်ကို drink တို့မဟုတ် coffee တစ်ခွက်မှကိုမှာပြီးမှထိုင်လို့ရပါတယ်ဟန်နွိုင်းရောက်ခဲ့မယ်အချိန်ရမယ်ဆိုရင်တော့ဒီ train market ကိုမမေ့မလျော့လာလဲဖို့ recommend ပေးချင်ပါတယ်နေ့လယ်မှာတော့ကျွန်တော်တို့နေ့လယ်စာစားဖို့နဲ့ shopping ထွက်ဖို့ Lotte Mall Westlake ကိုသွားခဲ့ပါတယ်ညနေမှာတော့ Lotte Mall ကနေရှောင်းမယ်ဆိုရင်15မိနစ်လောက်ရှောင်းရင်ရောက်တဲ့ Westlake ကိုသွားခဲ့ပါသေးတယ်ညဘက်မှာတော့ဟန်နွိုင်းမြို့ရဲ့ walking street လို့ပြောလို့ရတယ်ဘားတွေဘီယာဆိုင်တွေ club တွေရှိတဲ့နေရာကိုကျွန်တော်ဖွဲ့သွားရောက်ခဲ့ပါတယ်အဲ့ဒီနေ့ကကျွန်တော်တို့ Vietnam trip ကနောက်ဆုံးညလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ club တစ်ခုမှာကျွန်တော်ပျော်ရွှင်စွာကျွန်တော်ခီးလေးကိုဆုံးသက်ဖို့စီစဉ်ခဲ့ပါတယ်So when we found we could not make sense, well you said